Wow.
တရားရှမ်းကုန်မတွေအိုညာသေးမှုဖြစ်ပြတွေရှူရာမြတ်ဖျားဒေသနာသတ္တဝေဝိနည်းယအချိန်မီချောင်းအာထုံပြူလာသေးရေရာလူကြီးအေးရဒူရလာရဲ့ချိန်ခါဘဝမှာတက္ကနာတာကာမမောင်ကုန်နေရလားတရားရှိဖို့လူရာဘုံတရားဘဝကိမှာကုသိုလ်ပြုဖို့လူတို့ရှာဒေသနာမံဧကရစနေတရာထိကဓမ္မတိလင်္ကာ